ချောင်းကွေရှင်ငိမ့်မယ်ကျမသည်ရှည်လျားသောဝရန္တာတစ်လျှောက်တရားမှတ်သလိုခောက်တုတ်ခောက်ပြန်လျှောက်လန်းရင်မြင်ကွင်းထဲသို့ဝင်လာသောငမိုးရိပ်ချောင်းကိုမျက်စိတစုံလိုက်ကြည့်မိသည်ကျမအနီးတွင်ချောင်းကြီးတစ်ခုရှိနေသည်ကိုဘာကြောင့်မှမသိကျမနှစ်သက်သည်တခါကချစ်ချင်းမြစ်တစ်စင်းဟုသောယတ္တစာရန်တစ်ခုကိုကျမရေးခဲ့သည်စာဖတ်သူတော်တော်များများကဆရာမမြစ်ဆိုတာဘာသင်္ကေတလဲကျွန်တော်သိနားမလည်ဘူးဟုဆိုကြသည်ကျမမှအဖြေမရှိဘူးလေချစ်ချင်းမြစ်တစ်စင်းဆိုမှတော့မြစ်ကိုချစ်လို့ရေးတာပေါ့ဟုဆိုလျင်သူတို့ယုံကြည်ဟန်မပြပါကျမ၏စိတ်ကိုသူတို့မပြောနဲ့ကျမကိုယ်တိုင်မင်းနားလေရန်ခက်ခဲပါသည်ကျမသည်ရေနှင့်ကျွမ်းဝင်ခြင်းမရှိသောမြို့သူတစ်ယောက်ဖြစ်တော်လေရေရှိရာဒေသများသို့သာရွေးချယ်သွားလာလေရှိသည်ရုပ်ဆွအဆုံးလှူအားပေးသွားစဉ်ကပင်မိများရှိသည့်နေရာကိုကျမရွေးချယ်ခဲ့သည်လှမ်းမဆိုသည့်တငါရွာကလေးတွင်နေထိုင်ခဲ့စဉ်ကလည်းကြမ်းတမ်းသောရွာသူရွာသားတို့ရိုက်ကူမိထားပြီးမြစ်စိတ်ငါးလန်းစဉ်တွင်ထိုင်ရင်းကြည်စိမ့်နေသောတူးမြစ်ရေတို့စီးဆင်းနေသည်ကိုကျမစောင့်ကြည့်နေခဲ့သည်ရေဦးကိုခေါင်းမော်တွင်ရက်ခါရေလေကောင်ထိကုခတ်သွားပြီးတောက်ရေခတ်နေသူတို့ကိုဝမ်းသာအားရလက်ပြတ်တတ်သည်သူတို့သည်အိမ်မော်ရှိတောက်ရေဦးထဲသို့ခတ်လာသောမြစ်ရေများကိုရေစစ်ခံကလောင်းထဲကြသည်အေးမြနေသောတဲဝတွင်မှရေကိုကျမမကြောက်မရွံ့တောက်သည်ရွာသို့လှူအားပေးလာရန်တင်နန်းတက်စဉ်ကရေနွဲခြင်းမဲ့တောက်ရေစိမ့်တွေမတောက်နဲ့ဝမ်းပြက်ဝမ်းလျှောဖြစ်တတ်တယ်ဟုဆရာမမှားကြားထားသည်ကိုကျမမေ့လိုက်ပါသည်ငားလာရောင်းသည့်ဖေကလေးများစိုက်ကပ်သည့်ဝါဒနိရေစိတ်တရားပေါ်တွင်ခြေထောက်တွဲလောင်းချခါထိုင်နေရသည်ကိုကျမသိသည်ရေတက်ချင်းတွင်ကျမခြေထောက်များတဖြည်းဖြည်းမြုပ်လာသည်ကိုကြိုက်သည်ငပူတင်းတွတ်သဖြင့်ခြေချင်းဝစ်တွင်အသားပွက်လိုက်ပါသွားကသွေးများထွက်လာမှနာရကောင်းမှန်ကျမသိသည်မြစ်တွင်မှအငယ်များကိုမိလျော့ကမြစ်စိတ်တွင်ရေချိုးဆင်းရန်ကျမကြိုးစားသည်ဆရာမလေးတို့ကမြို့သူတွေရေလည်းမကူတတ်တော့တရားပေါ်ကပဲခတ်ချိုးပါအောက်မှာချောင်းနဲ့တဲဟုတကြီးကဆိုမှကြောက်ရကောင်းမှန်ကျမသိသည်ကျမရေချိုးခြင်းဗေဒာများစုပိတ်နေအောင်မျောလာလျင်တရားပေါ်မှဗေဒာပန်းများကိုလှမ်းခုရန်ကျမကြိုးစားသည်ဗေဒာတိုက်တွေမှမွေပါတတ်တဲ့ဆရာမလေးကရေသိပ်ဆော့ကျင်တာကိုဟုဆိုမှလက်ကိုကမန်းကရန်ကျမရုပ်သိမ်းသည်ဝါရောင်တွေတွင်ဒလိန်ထိုးနေသောငကြီးများကိုနေလန်းစင်ပေါ်တွန်ချနေသောအလုသမားများငါးခုတ်နေသောအမျိုးသမီးများ၏ကျွမ်းကျင်မှုကိုအံ့ဩရင်းသူတို့လက်ထဲမှငါးများကိုမကြည့်ရဲသဖြင့်မျက်နှာလွှဲလိုက်သည်ကိုသူတို့ပြုံးကြည့်ပေလိမ့်မည်ကျမအတွက်ငရံကောင်းကြီးတစ်ခုပြုတ်ပေးထားသည်ကိုခေါင်းဖော်နိုင်အောင်ကျမစားခဲ့ကြောင်းအကြီးမော်ရွှေကဖောက်သေးချထားပြီးဖြစ်ပါလိမ့်မည်ကျမသည်ငယ်စဉ်ဘွားကတိုးမြစ်ကွေးရှိရွာကလေးတစ်ခုတွင်တလားလောက်နေခဲ့ဘူးဒီကိုယခုတိုင်ဘာကြောင့်မမေ့သနည်းမျက်စိရှိမှငမိုးရိပ်ချောင်းကကျမ၏တိတ်ကိုနှိုးဆွနေသည်ကျမ၏ကားဆရာကသူ့ဖုန်း GPS ထဲမှကျမရှိရာချောင်းတစ်ဘေးကနေရာကိုပြရင်အဲ့ဒီကနေဆ iam မလှေစီးသွားရင်တောင်ဆ iam မအိမ်နာကိုရောက်တယ်ဒီချောင်းကတစ်မြို့လုံးပတ်စီးနေတာဟုဆိုသည်သူ့ဖုန်းထဲမှပြလဲလဲချောင်းကြီးကအကွေ့အကောက်လိန်တွန့်များစွာဖြင့်ကျမတို့မြို့ကိုရစ်တန်းသွားလာနေသည်ကိုတွေ့ရ၏ပုံထဲမှာကြည့်ရတာကြောက်စရာ၏ပြာရောင်မှုတော်သေးတယ်အနီရောင်သာဆိုရင်ကျမကြည့်ရဲမှတောင်မဟုတ်ဘူးဟုဆိုလျင်ကားဆရာကရဲသည်ကျမသည်ဖြောင့်တန်းနေသောရွာဘေးကချောင်းကိုသာမြင်ခဲ့၍မွေပြာကြီးနှင့်တူသောမြေပုံတွင်းမှချောင်းကောက်ကြီးကိုမမြင်ဘူးခဲ့ချေကျမမိတ်ဆွေဆရာမျိုးမြတ်သူစာဖတ်ပြခြင်းကမြစ်ကွေဟူသောဝေါဟာရသည်ကျမနားရဲတွင်ဆွဲခဲ့၏ထိုဝေါဟာရသည်လှသည်ဟုကျမထင်၍ဖြစ်သည်ယခုကျမရှိမှကွေဝိုက်စီးနေသောချောင်းကြီးသည်မော်တော်များလှေများကိုသူ့ကြောပေါ်တင်ခေါ်ရင်းကျမရှိကနေ
မမြင်ကွယ်ရာအကွေ့တစ်ခုသို့ဆောင်ကျင်းသွား၏ပြီးလျင်ရင်းတို့ကိုကျမမြင်ကွင်းမှလက်ဆဖြောက်၏သူကတော့တတွင်တွင်စီးဆင်းသွားနေရင်ကျမကိုပြုံးပြရဲပြလုပ်နေသည်ဟုထင်သည်ကျမကြည့်နေသောလှေနီနီပေါက်တူစိမ့်စိမ့်တဲတင်ဘောရကြီးများကိုမူကျမရှိမှမြန်မြန်တည်ဆောင်သွားလေသည်ဟုခံစားရပြန်သည်ချောင်းကောက်ကြီးရေချောင်းခွေရောက်အောင်မြန်မြန်တွန်းမပို့နဲ့လေငါကြည့်လို့တောင်မဝသေးဘူးဟုပြောလျင်ကျမယူသွား၍ဖြစ်ပါလိမ့်မည်ကျမချစ်ခဲ့သောချစ်နေစေဖြစ်သောမြစ်များချောင်းများနှင့်ရွေ့လျားနေသောလှေကလေးများဝန်တင်ရင်ကြီးများကိုကျမရှိမြင်ကွင်းမှပျောက်ကွယ်သွားသည်ကိုကျမမကြိုက်ချောင်းခွေဟူ၍မရှိပဲစီးဆင်းနေသောမွေးပြပြကြီးကိုတပြန့်တပြောကျမမြင်ချင်ပါသည်ချောင်းခွေတစ်ခုရောက်တိုင်းကွယ်ပြောက်သွားတတ်သောလှေညိုညိုညိညိကလေးကိုတသားသားနှင့်ကျမမလွမ်းချင်အမှန်ပင်ချောင်းခွေကိုကျမမုန်းပါသည်ရှင်ငိမ့်မယ်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်